ကဲအားလုံးပဲမင်္ဂလာပါကိုပြည့်ရဲ့ဗီဒီယိုဖိုင်လေးကနေပြန်လည်ပြီးတော့နေတွေ့တာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညာချမ်းလေးကိုဒါရက်ပဲဆိုင်နေကြပါသေးအားလုံးပဲကိုပြည့်ရဲ့အကောင့်လေးကနေပြန်လည်ပြီးတော့နေတွေ့တာကြိုဆိုလိုက်ပါတယ်နော်ကိုပြည့်ရဲ့ဗီဒီယိုဖိုင်လေးကိုကိုရီမိုင်းအားလုံးပဲတွေ့တယ်မြင်နေဆိုရင်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညာချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါသေးနော်ကိုပြည့်ရဲ့မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့2ရက်2လ2026တနင်္လာနေ့မနက်7:00နာရီတမိနစ်အတွက်ကိုအချိုင်ဆုံးကနန်းတစ်ခွက်ကောင်းနဲ့လာရောက်လိုက်လွင်ပေးခြင်းလည်းဖြစ်ပါတယ်နော်ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကိုပြည့်ရဲ့မျိုးတွေအားလုံးပဲကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့မျိုးတွေအားလုံးပဲမနက်ဖြန်မနက်7:00နာရီတမိနစ်အတွက်မှာပေါ့နော်ပတ်မဲ့ပတ်တီးလေးတွေရှိပါတယ်နေကုံအတွက်ပတ်တီးတစ်လုံးရှိမယ်7:00နာရီတမိနစ်အတွက်ပတ်မဲ့ပတ်တီးလေးကတော့တစ်လုံးရှိတယ်ပေါ့ဗျာနော်မျိုးတွေအားလုံးပဲပတ်မဲ့ပတ်တီးကတော့တစ်လုံးရှိတယ်ပေါ့နော်ချင်းမိတ်ဆွေတွေအားလုံးပဲပတ်မဲ့ပတ်တီးကတော့တစ်လုံးရှိတယ်အားလုံးပတ်တီးကတော့2လုံးပေါ့ဗျာနော်2လုံးဆိုတာကနေကုံပတ်တီးတစ်လုံး7:00နာရီတမိနစ်အတွက်တစ်လုံးပေါ့နော်မျိုးတွေအားလုံးပဲနေကုံပတ်မဲ့ပတ်တီးကတော့ကိုရီမိုင်းအားလုံးပဲခွန်ပတ်တီးလေးပဲဖြစ်ပါတယ်နော်နေကုံပတ်မဲ့ပတ်တီးလေးကတော့ခွန်ပတ်တီးလေးပဲဖြစ်ပါတယ်ကိုပြည့်အခုဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုရင် channel လေးကို subscribe မနှိပ်ကသေးတဲ့မိတ်ဆွေလေးတွေ channel လေးကို subscribe နှိပ်ပေးပါမ share ရသေးရင်တော့ share ပေးပါမမျှဝေရသေးရင်တော့မျှဝေပေးပါတဦးမြင်တဦးတွေ့အများမြင်များတွေ့အောင်လို့ပဲဖြစ်ပါတယ်နော်ကိုရီမိုင်းအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့တယ်မြင်နေဆိုရင်ကိုရီမိုင်းအားလုံးပဲအစအနေအလဲအဆုံးပြီးဆုံးနိုင်အောင်လို့ကြည့်ပေးသွားကြပါဘာလို့လဲဆိုတော့အစအနေအလဲအဆုံးပြီးဆုံးနိုင်ကြည့်ပါမှာအကိုရီမိုင်းအားလုံးတော့ကအကျိုးရှိမှာမလို့ပါဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေလေးတွေအားလုံးပဲအကျိုးရှိအောင်လို့ပဲဖြစ်ပါတယ်နေကုံအတွက်ပတ်မဲ့ပတ်တီးလေးကိုပြောပေးမယ်နေကုံမှာပတ်မဲ့ပတ်တီးလေးကတော့ခွန်ပတ်တီးလေးပဲဖြစ်ပါတယ်ဗျာနော်နေမျိုးတွေအားလုံးပဲနေကုံအတွက်ပတ်မဲ့ပတ်တီးကတော့ခွန်ပတ်တီးပါကိုပြည့်တပတ်လုံးသာအတွက်၄လုံးအခွေမရဘူးလားမေးရင်2359အခွေပါအခွေကတော့2359အခွေပါတပတ်လုံးသာအတွက်ပေါ့နော်နေကုံပတ်တီးကဘာလို့ပေးလဲဆိုကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကိုမြင်တဲ့မိတ်ဆွေလေးအစ်စ်လေးတွေအဟောင်းလေးတွေသိမှာပါကျွန်တော်ပြီးခဲ့တဲ့ဘက်ကတောက်ကြနေကကျွန်တော်ပြောခဲ့တယ်ပြီးခဲ့တဲ့ဘက်ကပြောခဲ့တယ်တနင်္လာနေ့နေကုံအတွက်ကိုကျွန်တော်ဒီတစ်ပတ်ကိုကျွန်တော်တို့စမ်းပြီးတော့ကစားကြည့်မယ်ပိုင်ပြီးဆိုရင်လာမယ့်ဘက်ကိုကစားမယ်ကျွန်တော်တတိပေးလို့ပြောခဲ့တယ်အခုကကျွန်တော်ကတတိရလို့ကိုရီမိုင်းအားလုံးကိုပေးတာပါနော်ပေးတာပါကိုရီမိုင်းအားလုံးပဲအကောက်လေးကလည်းအတစ်လေးဖြစ်တဲ့အတွက်လည်းတချို့ကလည်းတွေ့မယ်တချို့ကလည်းမတွေ့ဘူးပေါ့ဖုံးဆက်ပြီးတော့လေကိုရီမိုင်းအားလုံးပဲမေးကြမှာသိလို့ပါဗျာနော်ဗီဒီယိုဖိုင်လေးတွေတင်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်နော်ကဲမျိုးတွေအားလုံးပဲနေကုံအတွက်ပတ်တီးကတော့ခွန်ပတ်တီးမနက်7:00နာရီတမိနစ်အတွက်ပတ်မယ်ပတ်တီးကတော့2ပတ်တီးပဲဖြစ်ပါတယ်7:00နာရီတမိနစ်အတွက်ပတ်မယ်ပတ်တီးကတော့2ပတ်တီးဘရိတ်ကတော့2ဘရိတ်ပဲဖြစ်ပါတယ်မျိုးတွေအားလုံးပဲ2ဘရိတ်2နဲ့ပတ်သက်ပြီး20ရဲ့2တိကဲအချိုက်ဆုံးကတော့21ညီကိုပို့ကြိုက်ပါတယ်နော်21ညီကိုပို့ကြိုက်ပါတယ်ကိုပြမိတ်ဆွေတွေအားလုံးပဲကိုပြမိတ်ဆွေတွေအားလုံးပဲ21ညီကိုပို့ပြီးတော့ကြိုက်ပါတယ်နော်မျိုးတွေအားလုံးပဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲတပတ်လုံးစာအတွက်၄လုံးအခွေကတော့2359အခွေပါကျွန်တော်ကိုပြည့်26ဆိုတဲ့အကောက်လေးရလေးလည်းလိုက်လေးလွှင့်ပေးထားပါတယ်တချို့တက်ကြည့်ပြီးလို့ရပါတယ်ဒီဗီဒီယိုဖိုင်လေးကိုလည်းအစားနဲ့အလဲဆုံးပြီးဆုံးနိုင်အောင်လည်းကြည့်ပေးကြပါအောင်အားလုံးပဲ like show လေးကိုဒီမှာရနာလိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လည်ခင်းလေးဖြစ်ပါသည်ညချမ်းလေးဖြစ်ပါသည်တက်တာပါ